လိုဘာလိုက်ဒီမအားခင်မှာမင်းကိုငါခေါ်ထားတယ်ဆိုတာကမင်းအစင်ပြေစေခြင်းလို့ပဲမောင်ဝင်းမောင်ကျေးဇူးကြီးမားလာပါတယ်ဆရာရဲ့မင်းကိုဘယ်ထိုင်ခိုင်းလို့လဲမောင်ဝင်းမောင်ဟုတ်ကဲ့ညောင်းပါတယ်ကွာထိုင်လိုက်ဆရာထိုင်တိုင်းမထိုင်ကောင်းဘူးထားတယ်လို့ထိုင်လို့လောက်တာလည်းမကောင်းဘဲလူမြင်လို့မကောင်းဘူး never mind မောင်ဝင်းမောင်ပြန်ထားလိုက်ဆရာဆိုတာလက်အောက်ငယ်သားအပေါ်မှာမတော်ဖြစ်ညာတာရတယ်ထောက်ထားရတယ်သိခံရတယ်မင်းခွက်ကြီးကကြီးလိုက်တာပေါ့ငါခွက်လေးနဲ့လဲလိုက်နော်မင်းရင်ပြေးမှာဆိုအဲ့ဒါလို့ညာတာထောက်ထားတဲ့အခါကြတော့မှဆရာကောင်းဒီမြန်မာပြည်မှာအရေးပိုင်ကစပြီးတော့မင်းတို့လိုပလိတ်ပေါစနာလေးတွေအထိပေါ့ဟုတ် IP ပုတ်ခွာကိုမသိတဲ့လူမရှိဘူးကွာဒါလည်းမင်းတို့တင်တဲ့တက်တဲ့ကငါနာမည်ကိုကြားဘူးနေကြပါကြားဘူးခင်ဗျာဟုတ်ကြားဘူးတယ်အဲ့တော့အရေးပိုင်ကစပြီးတော့နောက်ဆုံးဒီ Elizabeth ဘင်မာကြီးကိုလည်းကစပြီးတော့ငါ့ကိုအရန်လေးစားတယ်အထင်ကြီးတယ်ပေါ့ကွာဟုတ်ဆရာဟုတ်မမင်းနဲ့မင်းပါမင်းမလဲဆိုတော့ငါကြိုပြီးတော့သိနေတယ်အဲ့ဒါပဲစုံတော့ဆိုတာအဲ့တော့လူတီကြီးကများလာတဲ့ခါဘာဖြစ်လာလဲလူတက်ကအနည်းထိုင်ရကြက်လာအလေးနဲ့ကြက်တာမကောင်းဘူးပေါ့ကွာဒါနဲ့ IP လောက်တဲ့ကရောငါအခုအသက်40ပေါ့ကွာဟုတ်ငါလိုက်လာတဲ့အမှုကြီးတွေကအမှု40ကျော်သွားပြီဗျာဟောမင်းအံ့ဩသွားမယ်ဒီလိုကွာငါအမေဝင်းထဲမှာယူဖြစ်ခါစမှာလေငါအဖေကအဲ့ဒီစုံတော့ပညာကိုအယံဝါသနာပါတယ်အဲ့ဒါနဲ့ဘာဆိုင်လို့လဲအဖေလာတင်တယ်လေတဘောပါပြီဟာအဲ့ဒါစုံတော့တယောက်လုံးမဲ့လူဟာမင်းကသတိတက်လို့မနေရဘူးအမေလည်းသတိပညာဉာဏ်မဲ့ကူလို့ချွန်းလို့အုပ်ထားတယ်စုံတော့တယောက်ရဲ့အသက်ကဘာလဲတတိပဲဟုတ်ကဲ့တတိလက်လွတ်ဖြစ်နေချိန်မှာရန်သူကကိုယ်စားသွားမှာပေါ့ကိန်းနဲ့နေကိန်းမြောက်ပြမနေနဲ့လေဟုတ်တယ်မလားဟုတ်ကဲ့အဲ့ကိစ္စတွေငါဘယ်တော့လိုက်ထားရလဲမင်းသိပါနဲ့သိပါတယ်ဗျာစုံတော့တယောက်ရဲ့အသက်ကဘာလဲတတိရှိရမယ်ဟုတ်ပါလေအဲ့တော့ဆရာတတိရှိနေမှာကလာပါလေဆရာဟုတ်ပါမင်းရှင်မနမူနာလုတ်ပြတာအဲ့ဒီတော့တတိကင်းမအောင်မနေရဘူးလို့ငါသိတာပေါ့ကွာငါသိတာပေါ့ဟုတ်ကဲ့ဆရာဆရာတက်ကျွမ်းပါတယ်ဆိုတော့ဒီစုံတော့ပညာကိုလေကျွန်တော်သင်ပေးပါနော်ပြီးတော့ကျွန်တော်လည်းအပ်ပါတယ်ဆရာရဲ့ကျွန်တော်ဟိုငယ်လေးတွေရပြီးတော့အဲစုံတော့ပညာဝါသနာပါလားဆရာဟဲ့ကျွန်တော်ဖြစ်အောင်ကြိုးစားပါမယ်နော်ဆရာနော်စုံတော့ပညာဘာနဲ့အခြေခံတူတယ်လဲလို့ဆိုရင်တော့ကျွမ်းကျင်တဲ့မုတ်ဆိုးတယောက်တားကောင်လိုက်တယ်တူတယ်ဟုတ်ကဲ့အဲ့တော့တားကောင်ဘယ်လိုဖြစ်မုတ်ဆိုးကနေပြီးတော့သူ့ရဲ့ပြစ်ကွင်းနဲ့ရောက်လိုက်ရတယ်အဲ့ကြီးကလင်းမြန်ဖြတ်လာမှုပဲမလုံးနဲ့ငါမပြောပဲလေငါမသိပဲလေငါဥစ္စာမစားနဲ့လေကျွန်တော်ဆရာကိုပေးမလို့အဲ့ဒီလိုလင်းမြန်ဖြတ်လိုက်ရတယ်အဲ့ဒါမှလေစုံတော့တယောက်ဖြစ်မှာဟုတ်ကဲ့ဆရာဥမာရေးကြီးတဲ့တရားခံကြဖို့မိပြီဆိုတဲ့နေရာမှာလက်ထိတ်ခတ်တာအသက်ပဲဟုတ်ဒီလိုလက်ထိတ်မျိုးဟုတ်သူ့ကိုဒီတိုင်းခတ်မဲ့အတူတူကိုလက်တစ်ဖက်နဲ့ဟုတ်တယ်မလားဟုတ်ကဲ့ကိုရဲ့လက်တစ်ဖက်နဲ့တရားခံရဲ့လက်တစ်ဖက်ကိုအဲ့လိုဖတ်ချိတ်ထားလိုက်မယ်ဆိုရင်သူဖယ်ပြေးမလဲမှန်တော့ဟလာစိုးဒီပြေးစမ်းမှာဟာဒီမှာလိုက်သွားမယ်လေအခုလည်းမရရဲ့လိုက်သွားလို့တွေ့လားတန်တော့ကြာအဲ့ဒါတိတိဒီအစင်းလောက်ကိုငါမလိုက်ပါဘူးတိုးတော်လည်းပဲမင်းကိုသင်နှမ်းပေးတဲ့အနေနဲ့ညတက်ဟုတ်ကဲ့လာကျေးဇူးပဲဆရာတော်မယ်နော်ဆွေဟာတော့မလုပ်အောင်နော်ဟုတ်ကဲ့မလုပ်ကြဘူးဘာဖြစ်လဲလည်းခေါ်အောင်ဗျဟုတ်ကဲ့ခင်ဗျာသွားမယ်နော်ဟုတ်ကဲ့ဘာဖြစ်တတ်တာဟာရတော့ဟဲ့လိုက်မဝဲလိုက်စားဟဲ့အပြေးလောက်တာမသိလား
တော်ပါသေးလေကွာငါလက်ထက်ကငါပြန်ခတ်မိတာဖြစ်နေပြီ မလုပ်ပါနဲ့မလုပ်ပါနဲ့မလုပ်ပါနဲ့ဆရာဆရာ တပည့်ဝင်းမောင်မရှိလို့ကိုလက်ထက်ကိုပြန်ခတ်မိတာဖြစ်နေရှက်စရာ မင်းငါ့ကိုသိလားလုပ်ပါဆရာ IB ပူကွာရဲ့တပည့်ကျော်ကြီးဝဲမောင်ဆိုတာငါပဲ မသိလို့ပါ သိရမယ်နော် မလုပ်ပါနဲ့ ပူကွာရဲ့တပည့်ဝဲမောင်ဆိုတာငါပဲကွာ ဟုတ်မလေးဗျာကြောက်ပါနဲ့ဆရာပုရှိတယ် မနောက်